ဒီတစ်ခါမှာတော့ထူးဆန်းတဲ့အကြောင်းအရာကိုရိုက်ကူးထားတဲ့ A24 ရဲ့ background ဇာတ်ကားအကြောင်းကိုပြောပြပေးသွားပါမယ်။ဒါကိုမပြောပြခင်မှာအရင်ဆုံး background ဆိုတာဘာလဲတကယ်ရှိရလားပေါ့နော်။အမှန်တော့ background ဆိုတာကတကယ်မရှိပါဘူး။ background ဆိုတာကစိတ်ကူးရင် internet တရေကပါ creepypasta တခုတာဖြစ်ပါတယ်။2019ခုနှစ်က 4chan website ပေါ်မှာတင်ခဲ့တဲ့ထူးဆန်းတဲ့အဝါရောင်အခန်းလို့ဓာတ်ပုံကနေစပြီးမှနာမည်ကြီးလာတာပါ။ background ဆိုတာကဒီ reality ကဘာရဲကနေတိုက်ဆိုင်မှုတစ်ခုကိုကြောင်းဂိမ်းထဲမှာအမှတ်မတည်နေရန်တွေကိုဖောက်ချက်သွားသလိုဖြစ်ပြီးမှပြုတ်ကျသွားတတ်တဲ့အဆုံးမရှိတဲ့အဝါရောင်ဝင်ကဘာအခန်းကြီးကိုခေါ်တာဖြစ်ပါတယ်။အမှန်တော့ဒီလိုနေရာတွေရဲ့အဓိကကြောက်စရာကောင်းတဲ့အချက်ကတရေတိုက်ရိုက်6တာထက်ပေါ့နော်လူသူကင်းဝေးပြီးမှဆိုးဆိုးနေရဲ့ကော်စောအနံ့နေတဝီဝီမြည်နေရဲ့ fluorescent မီချောင်းတွေနဲ့ဘလောက်ချောက်ချောက်အဆုံးမရှိတဲ့အဝါရောင်ရုံးခန်းဟောင်းတွေကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာခြောက်ခြားမှုကိုအခြေခံထားတာပါဒီ2026 background ရဲ့ရုပ်ရှင်ဇာတ်ကားကိုအသက်20အရွယ်ဒရိုက်တာလူငယ်ခိန်းပါဆန်ကရိုက်ကူးခဲ့တာဖြစ်ပါတယ်။သူဟာဆိုလို့ရှိရင်2022ခုနှစ်အသက်16နှစ်အရွယ်မှာ The Background Found Footage တို့ရုပ်ရှင်ကို YouTube မှာတင်ဆက်ခဲ့ပြီးမှ viral ဖြစ်သွားခဲ့တာပါ။အဲဒီနောက်မှာတော့ Hollywood ရဲ့နာမည်ကြီးစတူဒီယိုတစ်ခုဖြစ်တဲ့ A24 ကသူ့ရဲ့ထဲလန့်ကိုသဘောကျပြီးမှ The Background ကို feature length အရှည်ရုပ်ရှင်အဖြစ်ရိုက်ကူးပေးဖို့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။သူကတော့အသက်ငယ်ငယ်နဲ့ဒီလို creepypasta တစ်ခုကို A24 နဲ့ပေါင်းပြီးမှဖန်တီးနိုင်ခဲ့ရမလို့ Hollywood ရဲ့အလားအလာရှိဆုံးဒါရိုက်တာတစ်တဦးဖြစ်လေခိုင်ခိုင်မာမာသတ်မှတ်ခံထားရပါတယ်။ဒီ background ဇာတ်ကားကိုနာမည်ကြီးဒါရိုက်တာ Jane Wang ကလည်း producer အဖြစ်ပါဝင်ထားပါတယ်။ဒါဆိုလို့ရှိရင်ဒီ2026 background ဇာတ်ကားမှာဘာတွေထူးခြားချက်ပါမလဲ။ပထမဆုံးဇာတ်ကားအစမှာမြင်ရတဲ့ Asian logo က Kane Person background video ထဲမှာထူးဆန်းတဲ့သူတည်နာပြုလုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ Asian ဆိုတာက1980ကျော်ကာလတွေမှာလူဝက်သူတည်နာလှုပ်ဆောင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပြီးမှ original လို့အရာသူတို့ကမူလက MRI တန်လန်းဓာတ်မှတ်စက်တွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပြီးမှနောက်ပိုင်းမှာဆိုရင်တန်လိုက်လက်စစ်စွမ်းအားတွေကိုအသုံးပြုပြီးမှတခြားဘက်ကပါစစ်ကြောလာအသစ်တွေကိုသူတည်နာပြုလုပ်ဖို့ကြိုးစားခဲ့ကြပါတယ်။1989ခုနှစ်အောက်တိုဘာလ18ရက်နေ့ညနေ9:04မိနစ်မှာအေးဆန်းကဘတ်ရုံကိုတကားပေါက်စတင်ဖွင့်လိုက်လို့အပြင်ဘက်ကပါမှာငလင်လောက်သွားတယ်လို့ရိုက်ကူထားပါတယ်။အပြင်ဘက်ကကဘာမှာအဲ့အချိန်မှာပဲအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လိုမာဖရီတာမှာအမှန်တကယ်6.9ပမာဏရှိတဲ့ငလင်လောက်ခဲ့တာပဲဖြစ်ပါတယ်။ခေးပါဆန်ကအေးဆန်းဆိုတဲ့စစ်ကူရင်ကုမ္ပဏီကိုအပြင်ကဘာမှာတကယ်ဖြစ်နေတယ်လို့မျိုးအချက်အလက်အချို့နဲ့ဆက်ဆက်ပြီးမှရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ဒါကိုမေတို့အေးဆန်းရဲ့ဝင်ထန်းကတ်ကနေလည်းသစင်တွေ့ရပါတယ်။ဘက်ရုံပုံစံကလည်းတစ်ခုလုံးကိုအဝါရောင်မီးတွေအဝါရောင်နရံတွေနဲ့ပုံမှန်လူတယောက်ဆိုလို့ရှိရင်လမ်းပြောင်းနိုင်ပါတယ်။ပြီးတော့မေတို့ကင်မရာကနေမြင်ရတဲ့အဝါရောင်နဲ့ဝတ်စုံကအေးဆန်းရဲ့အလုပ်သမားဝတ်စုံတွေဖြစ်ပါမယ်။ပြီးလို့ရှိရင်အဖြူရောင်ကေဘဲအခန်းထဲကနေပြီးတော့ပထမဆုံးဘဲကနေပြန်လာမှမသိရဲ့ဇင်ရောင်ငှက်ပြုတ်ကျလာတာကိုတွေ့ရပါတယ်။ဒီမှာထက်မြင်ရတဲ့တွန့်လိန်နေတဲ့အရာတွေကလည်းဒီညူးစုံတွေကအရာတွေကပုံပြက်စီရဲဆိုတာကိုသိရပါတယ်။အဲ့ဒါကတကယ်ကဘာအစစ်နဲ့ဘတ်ရိုနေဂျာကအသားစီးလို့လည်းပြောလို့ရပါတယ်။ ARG ဆိုတဲ့ The Background အတွက်လောက်ထားတဲ့ game website က Software Bulletin Box မှာပါတယ်။ပင်လယ်ဇင်ရောငှက်အကြောင်းကဆိုရင်Fremont မြို့ကကားရက်နာရဲ့စကန်မှာတစုံတယောက်ကအမိုက်တွေကစုပစ်နေလို့ဆိုပြီးမှပင်လယ်ဇင်ရောငှက်တွေစုဝေးနေရဆိုတဲ့သတင်းလဲပါပါတယ်။ဒါကဒီဘတ်ရောအဝါရောင်အခန်းထဲကိုဇင်ရောငှက်တကောင်ကမတော်တဆရောက်လာတာနဲ့နူးစုံတကားပေါက်ကရှိကြောင်းညှို့ဆိုထားတဲ့ဒဲလွန်စာလည်းဖြစ်ပါတယ်။ပြီးတော့ဒီဘတ်ရွန်ထဲမှာပြည်ရင်းနဲ့ကမ်းခြေပုံတွေရှိတဲ့အခန်းကိုတွေ့ရပြီးမှတကားကလောချထားပါတယ်။ဒါကိုမေတို့တပုံစံနဲ့တူတဲ့ပုံကို furniture store မှာလည်းတွေ့ရပါတယ်။ပြီးတော့နောက်ထပ်ဒီဇက်ကားရဲ့အစုံကတိပ္ပပညာရှင်တွေ hazmat suit တွေနဲ့တွေ့တုန်းကဆိုရင်လည်းဒီပုံကိုထပ်တွေ့ရပါတယ်။ဒါတွေကလည်းချိတ်ဆက်နေတဲ့နောက်ထပ်ကဘာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဥပမာဆိုလို့ရှိရင် upside down လို့မျိုးပေါ့နော်။ပထမဆုံးဇက်ကောင်အနေနဲ့ကမေရီကိုတွေ့ရပြီးမှသူ့မှာကကလေးဘွားတုန်းကစိတ်တရာရခဲ့တဲ့သူပါ။သူဟာဆိုရင်အိမ်ထောင်ခွဲထားပြီးမှဒီဝါလီခံရတော့မဲ့ပြိဘော်ကဆိုင်ပိုင်ရှင်ဖြစ်ပြီးမှမိမိကိုအမြဲပါကူညီမမရတဲ့သူအဖြစ်ပုံချနေတတ်တဲ့ Clyde ရဲ့ therapist ပါ။မယ်ရီကြတော့ကလေးဘွားတုန်းကအပြင်ကိုထွက်ရမှာကြောက်တဲ့အမေချင်းချောက်ခဲ့တဲ့စိတ်တရာကိုရခဲ့ပါတယ်။ Clyde ကဒီ bedroom နေရာကသူ့ကိုတတ်နိုင်နေဆိုတာကိုသိပေမဲ့ဒီအခန်းမှာနေရတာကသူ့ကိုယ်သူအကူအညီရရလို့ခံစားမိတာရောသူကဒီနေရာရဲ့ဘီရင်ဖြစ်နိုင်နေဆိုရဲခံစားချက်တွေကြောင့်ရောပေါ့နော်။ဘတ်ရွန်ထဲမှာဝင်နေခဲ့ပါတယ်။မေရီကတော့ဒီတကားကိုကြော်ဝင်သွားခဲ့ပြီးမှသူရခဲ့တဲ့ချူမာတွေကနေပြီးတော့လွတ်မြောက်ဖို့ကျမရဲ့ထွက်ပြေးရဲ့အချိန်မှာဆိုလို့ရှိရင်လည်းကြော်သွားနိုင်ခဲ့ပါတယ်
Mary ကသူမရဲ့အမေနဲ့သူမစိတ်ထင်ရရှိခဲ့တဲ့အိမ်အဟောင်းကိုပြန်ပြိုချပစ်ခဲ့ပါတယ်။ Clark ရဲ့ပြိဘောကဆိုင်ကဈေးရန်ကြီးရဲ့အတွက်ပိတ်ရမလို့ဖြစ်နေပါတယ်။ပြီးတော့ Mary ရဲ့စိတ်ရောကာတွေကိုကြော်လာနိုင်တဲ့တိတ်ခွေကိုနားထောင်နေပြီးမှဒီထဲမှာပြောထားရတဲ့ကပဒင်းပေါက်တွေဆိုတာကလွတ်မြောက်ဖို့ဆိုတဲ့အရာတွေဖြစ်ပြီးမှနေရန်တွေကိုတော့လုံခြုံဖို့စောက်ထားခဲ့ပေမဲ့အဲ့ဒီအရာတွေကသူတို့ရဲ့ထောင်တွေဖြစ်လာနိုင်ပါတယ်တဲ့။ဒီ idea က bedroom နဲ့ connection ဆက်ဆက်နေနိုင်ပြီးမှမပြီးဆုံးနိုင်တဲ့အခန်းတွေမပြီးဆုံးနိုင်တဲ့နေရန်တွေနဲ့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကဆက်ဆက်နေနိုင်ပါတယ်။ Clark ကသူ့ရဲ့မီတာခကအရန်စီကြီးပေမဲ့ဘယ်နေရာကနေမီးရနေမှန်းလည်းမသိတော့မီးပြစ်သမားနဲ့ကြည့်ခိုင်းခဲ့ပါတယ်။ဒီနေရာကတစ်ဖက်ကအခန်းတွေရဲ့ရောင်ပြန်ဟပ်မှုလို့လည်းခံစားရစေပါတယ်။ Clark ကြည့်နေတဲ့ TV မှာဆိုရင်သူမကြခင်ဝင်ရတော့မဲ့အခန်း footage ကိုပြသနေပြီးမှသူကမီးမိတ်တုံဖြစ်နေတာကိုသတိထားမိပါတယ်။သူကဆိုလို့ရှိရင်နူးစုံကိုရှာတွေ့ရနဲ့ပြိဘောကပစ္စည်းတွေစုပုံထားတဲ့ bedroom ထဲကိုရောက်သွားပြီးမှမတူညီရဲ့ပါတဲ့စကားပြောနေတာကိုကြားရတော့သူကလက်ပတ်ကြည့်ရှုရင်းနဲ့ဂူထဲမှာနေတဲ့လူပုံစံရဲ့အယုတ်ကနေပြီးတော့ speaker circuit နဲ့စကားပြောနေအောင်တွေ့ရပါတယ်။ဒီ circuit အဖြူရောင်ဝါယာကေဘယ်နဲ့ကင်မရာတစ်လုံးနဲ့ပိတ်ထားတဲ့အခန်းတကားတစ်ချက်ရှိတဲ့နေရာကိုသူရောက်သွားခဲ့ပါတယ်။သူကအဲ့ဒီတကားကိုဖွင့်လိုက်တော့အိတ်တလုံးကိုတွေ့ရပြီးမှအဲ့ဒီထဲမှာအေးဆန်းအလုပ်သမားတွေရဲ့ကတ်တွေကိုတွေ့ရပါတယ်။ Clark လည်းဒီနေရာရဲ့ကြောက်ဖို့ကောင်းတဲ့အရာတွေကနေပြီးတော့လွတ်မြောက်အောင်ထွက်ပြေးပါတယ်။ဒါကအေးဆန်းကအလုပ်သမားတယောက်ကကင်မရာကနေစောင့်ကြည့်နေတာဖြစ်ပြီးမှအဲကနေမြင်ရတဲ့ဒိတ်ကဆိုရင်ဇွန်လ29 1990ပါ။ Kane Person ရဲ့ story build လုပ်တဲ့အချိန်ကစပြီးတခြား branch bedroom timeline နဲ့တူပါတယ်။ဒီ timeline ပတ်ဝန်းကျင်မှာပဲ Peter Tan ရဲ့ story ကဆက်သွားထားပါတယ်။ Peter Tan ဆိုတာက Kane Person ရဲ့ bedroom ထဲမှာအရေးပါဆုံးနဲ့ကြေကွဲရဆုံးအေးစစ်တူတီတယောက်ဖြစ်ပါတယ်။သူကဆိုလို့ရှိရင် bedroom ထဲမှာဝင်ရောက်စမ်းတက်ရင်းနဲ့အဖွဲနဲ့လမ်းကွဲကပျောက်သွားခဲ့ပါတယ်။ပြီးတော့ bedroom ရဲ့သဘောတရားအရာအပြင်ကပါမှာလာနေချီကျသွားခဲ့ပေမဲ့ Peter အတွက်က bedroom ထဲမှာရက်ပိုင်းပဲကြာခဲ့ပါတယ်။အဲ့တော့အပြင်ဘက်ကပါအေးဆန်းကုမ္ပဏီကသူ့ကိုတိတ်ဆုံးသွားပြီဆိုပြီးမှမိသားစုစီကိုအလောင်းအတူပို့ပေးကဇာပနာပွဲကျင်းပပေးခဲ့ပါတယ်။ဒါပေမဲ့ဖီတာကထွက်ပေါက်ရှာပြီးမှအေးဆန်းရဲ့ထိန်ချုပ်ခံစီပြန်ရောက်လာခဲ့တော့အေးဆန်းကသူ့ကိုလိုဝက်ချက်တွေပေါက်ကြမှာဆိုလို့ဆိုပြီးမှလိုဝက်ထိန်သိမ်းထားခဲ့ပါတယ်။နောက်ပိုင်းအေးဆန်းရဲ့ပိတ်လောင်ထားမှုကိုခံရပြီးစိတ်ဝေဒနာခံစားရကဘက်ရွန်ထဲကိုထွက်ပြေးပြီးမှပျောက်ကွယ်သွားခဲ့ပါတယ်။ Clark ကအပြင်ရောက်တော့ Mary ကိုပုံပြပြီးမှ bedroom အကြောင်းကိုရှင်းပြပေမဲ့ Mary ကနားမလည်ပါဘူး။ဒီမြေပုံဟာဆိုလို့ရှိရင် Peter ဆွဲခဲ့တဲ့မြေပုံနဲ့တူပါပဲ။ Peter နဲ့ Clark ကစိတ်ဝေဒနာခံစားရပုံချင်းတူပါရဲ့။သူက Mary ကိုပြပြတဲ့အချိန်မှာခွေးကဘလို့ပုံစံလဲဆိုတာခွေးမမြင်ဘူးရဲ့သူကိုရှင်းပြနေရတယ်လို့ပဲလို့ Clark ပြောခဲ့ပါရဲ့။ဒါကနောက်ဆုံးအပိုင်းမှာ Mary ကသူမဘာကြုံခဲ့ရလဲဆိုတာကိုပြောပြတော့ကလည်းပြောခဲ့ပါရဲ့။ Clark က Cat နဲ့ Bobby ဆိုတဲ့အသွေးကိုဗီဒီယိုရိုက်ဖို့ခေါ်သွားပါရဲ့။သူတို့လူအုပ်စုကွဲသွားပြီးမှ Clark ကမီးရောင်နေနဲ့အင်ဂျီအနီရောင်နဲ့မိန်းမက Clark ကိုတိုက်ခိုက်ခဲ့အောင်တွေ့ရပါတယ်။ Clark လည်းအဲ့နေရာကနေထွက်ပြေးလာပြီးမှနေရန်တစ်ခုမှရက်နေတော့ကတ်ကသူ့ကိုမြင်နေရပြီးမှသူ့ရဲ့နောက်မှာမကောင်းဆိုးဝါးရောက်လာတာကိုတွေ့လို့អော်နေပါတယ်။ကြည့်ရတာခက်မြင်ရတာကမှန်ပဒင်းပေါက်ဖြစ်ပါလိမ့်မယ်။အဲ့နောက်မှာကင်မရာကပြတ်သွားပါတယ်။ Mary လည်း Clark ပြောင်းနေတာစိတ်ပူပြီးမှ furniture store ထဲကိုဝင်လာခဲ့ပါတယ်။တစ်ဖက်မှာအေးဆန်းကတိတ်ပပညာရှိဖေးကသူ့ရဲ့မိသားစုနဲ့အတူClark ရဲ့ကြော်ညာကိုကြည့်နေပြီးဒါကသူ့ bedroom ထဲမှာတွေ့ခဲ့ရတဲ့သူနဲ့တူကြောင်သတိထားမိသွားပါတယ်။ Mary ကနူးစုံကနေတဆင် bedroom ထဲကိုရောက်သွားပြီးမှအဲ့ဒီ bedroom ထဲမှာလက်ပတ်သွားရင်းနဲ့ Clark ဖန်ခေါ်တာခံရပြီးမှထိုင်ကုန်မှာကြိုးတုပ်ခံထားရပါတယ်။ပြီးတော့ dinner table မှာထိုင်ခိုင်းထားပြီးမှဘေးမှာခုနကမြင်ခဲ့ရတဲ့အနီအောင်စပင်နဲ့မကောင်းဆိုးဝါးရဲ့ရှက်အင်ဂျီအစင်းကြောင်းတဲ့ကောင်ရဲ့မျက်မှန်နဲ့ဝီချဲနဲ့ထိုင်နေတဲ့၃ယောက်ဝိုင်းနာခံထားရပါတယ်။သူကအဲ့ဒီအကောင်တွေစီကနေပြီးတော့ပြိဘောကပစ္စည်းတွေထဲမှာထည့်တဲ့အရာမျိုးကိုClark ကစားနေရကိုတွေ့ရပါတယ်။ Clark ကသူမကောင်းဆိုးဝါးနဲ့ငြိမ်းချမ်းရပြီလို့ထင်တဲ့အချိန်မှာပဲကိုက်စားခံလိုက်ရပါတယ်။ Mary ကနေရာစုံကိုထပ်ပြေးပြီးမှမကောင်းဆိုးဝါးကသူ့နောက်ကနေတဖြည်းဖြည်းလိုက်လာပါတယ်။အဲဒီနောက်မှာ Clark ရဲ့ရှုပ်ပွားနေတဲ့အခန်းပုံစံကိုရောက်လာပြီးမှသူအိတ်ကြားကနေလွတ်မြောက်လာတော့အေးဆန်းအဖွဲနဲ့တွေ့ပြီးအေးဆန်းတက်ခွေခန်းစီကိုခေါ်သွားခံခဲ့ရပါတယ်။အဲဒီမှာအခန်းတိုင်းကမကောင်းဆိုးဝါးတွေကိုခွဲစိတ်စစ်ဆေးနေရကိုလည်းတွေ့ရပြီးMary ကကြောက်ကြဖေကိုသူမဖြစ်ခဲ့ရတဲ့အားလုံးကိုပြပြခဲ့ပါတယ်။ဒါပေမဲ့ဖေကသူမကိုဘာမှပြန်ပြောခဲ့ပါဘူး။အဲဒီနောက်မှာ Mary ကအခန်းနဲ့သူမရဲ့ရုံးတွေကိုပြပြီးမှ Mary တယောက်လည်းထိုင်နေပြီးသူမပုံစံကလည်းအယုတ်မကောင်းဆိုးဝါးပုံစံလိုဖြစ်သွားတာကိုပြရင်းနဲ့ဇက်ကောင်အဆုံးသတ်ထားပါတယ်။ဇက်သိမ်းပိုင်းကနည်းနည်း rush ဖြစ်တယ်လို့ခံစားရပေမဲ့မေရောဒီ Kane Person ကိုတော်တော်လေးစားရပေါ့နော်ဒီလိုဇက်ကောင်မျိုးကိုစိတ်လှုပ်ရှားပွဲကောင်းအောင်ဖန်တီးထားနိုင်လို့ပါဒါဆိုလို့ရှိရင်အခုကြည့်နေတဲ့သူတွေရောဒီဇက်ကောင်နဲ့ပတ်သက်ပြီးမှဘယ်လိုထင်ကြလဲဘယ်ပိုင်းကပုံပြီးမှကြောက်ဖို့ကောင်းလဲဆိုတာကိုကိုယ့်ရဲ့ထင်မြင်ချက်တွေ comment မှာချရပေးသွားလို့ရပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတင်မှာပြန်တွေ့ကြပါမယ်